သက်တရာကြီးတွေ Shanks နဲ့ပတ်သက်ဆက်နွယ်နေတဲ့ဘားဆိုင်ကကောင်းလေးတစ်ယောက်မိမိရဲ့တင်မောသားအဖော်တွေကြောင့်လန်ကီးမှာအဆင်ပြေချုံးမွေသွားတာတွေပြင်လူဖီနဲ့ဦးစောတို့ငငယ်ကလေးကအိမ်မက်မက်ခဲ့ကြတဲ့အခိုက်အတန့်ဒီတစ်ခေါက်ခံစားချက်ကတော့တကယ်ကိုထူးခြားဆန်းပြလုံးပါတယ်ဒီအပိုင်းကတော့ One Piece အပိုင်း1160ပဲဖြစ်ပါတယ်ဗျာဇလန်အစမှာတော့နာမီတို့အဖွဲ့ဟာရုပ်ရဲ့လက်ထဲကနေအသေးအတန်ထွက်ပြေးနေရပါတယ်ဦးစောကလည်းဒါက Elbaf ရဲ့အတန်မာဆုံးစစ်တီတော်တွေရှိတဲ့နေရာပဲဆိုပြီးဘီလူကြီးလိုက်ဖမ်းနေတာကိုကြည့်ကသူ့ကိုယ်သူအမရဖြစ်နေရှာပါတယ်သူတို့အဖွဲ့လိုင်ကောင်းကြီးအတိုင်းထွက်ပြေးနေကြရင်နာမီကလည်းငါတို့ပထမဆုံးတက်လာခဲ့တဲ့အောက်ခြေနဲ့မတူတော့ဘူးလို့ပြောပါတယ်ဆိုလိုကတော့ရက်နေပြီးအချိန်မရှိဘူးခုတ်ဖြတ်ပစ်လိုက်မယ်ဆိုပြီးအတင်းလုံနေလို့ဦးစောကဝင်သားပေးနေရကသူတို့အဖွဲ့လည်းလွတ်မြောက်ဖို့အဖြေရှာဒါနေကြပါတယ်တစ်ဖက်မှာတော့လူသေးတို့ Empire Realm of the Dead နဲ့နေမင်း Empire Realm of the Sun ကိုဆက်သွယ်ထားတဲ့တရားပေါ်မှာလူဖီဟာအောက်ခြေကနေပြန်တက်လာပါတယ်သူပထမဆုံးမြင်လိုက်ရတာကတော့သူမသိသေးတဲ့ဘီလူကြီးနှစ်ယောက်တည်ဆောင်လာတဲ့ထောင်စင်စန်နီတင်မောကြီးပဲဖြစ်ပါတယ်ဂက်ကပေါ်လာတဲ့လူဖီကိုသူမရဲ့လက်ဝါးနှစ်ဖက်နဲ့ဖမ်းယူလိုက်ပြီးငါကလူသေးသေးလေးတွေဆိုအရန်ချစ်တယ်လို့ပြောကဝမ်းသာအားရဖြစ်နေပါတယ်လူဖီကတော့ချက်ချင်းပဲဂန်းဆိုပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့သူမကလုံနဲ့ဘာမှမဆိုင်ကြောင်းချက်ချင်းရှင်းပြပါတယ်ငါကလူတွေကိုရုပ်လိုမျိုးလှောင်ရင်ထဲမှာပိတ်လောက်မထားပါဘူးလူသားသေးသေးလေးတွေနဲ့တငယ်ချင်းပဲဖြစ်ချင်တာပါလို့သူမကဆိုပါတယ်ဂိုးဘကတော့သူမကိုစိတ်အေးထားဖို့နဲ့ပထမဆုံးစက္ကန့်ပိုင်းတွင်မှာတင်အရာအလုံးကိုထုတ်မပြောဖို့လှအန်တရီပေးနေပါတယ်ဂက်ကလူဖီကိုတကယ်ပဲတောင်းပန်လိုက်ပြီးရုပ်ကသူတို့ရောက်ချင်းမှာပဲဖန်စီပိတ်လောင်ခဲ့တဲ့အပေါ်သူမတကယ်မုန်းတိမိကြောင်းသူမသားဆိုရင်ထိုကဲ့သို့သောသူမျိုးနာကိုစိတ်ဆန္ဒလျောက်ဘယ်တော့မှကတ်မှာမဟုတ်တယ်လို့သူတို့ကြုံတွေ့ခဲ့ရသမျှအားလုံးအတွက်စိတ်မကောင်းဖြစ်ရကြောင်းလူဖီကိုပြောပြနေပါတယ်ထို့နောက်ဂိုးဘကလူဖီကိုအေးခဲနေတဲ့စွန့်ပစ်မြေရိုင်းထဲမှာဘာလုပ်နေခဲ့တာလဲလို့မေးမြန်းလိုက်တဲ့အခါလူဖီရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပါတယ်လိုကီရဲ့တတိပေးချက်ဖြစ်တဲ့တွေးဆုံမှုကိုမပြဟောပြနဲ့သဘောတူညီချက်ကိုလည်းမပြောပြနဲ့ဘာမှမပြောနဲ့ဆိုတာတွေခေါင်းထဲဝင်လာတာကြောင့်လူဖီကမပြောမိဖို့အစွမ်းကုန်စူးစမ်းရပါတယ်တက်နဲ့ဂိုးဘကတော့နှင်းတွေကျနေတာတော့လူဖီတယောက်ချွေးတွေအများကြီးထွက်နေတာကိုကြည့်ပြီးအံ့ဩနေကြပါတယ်လူဖီဟာထင်ထင်ရှားရှားချွေးတွေပြန်လာပြီးစကားတွေထစ်အကုန်ကယုံကြည်လောက်တဲ့စကားတစ်ခုမှထွက်မလာခဲ့ပါဘူးဂိုးဘကဒါကိုခဏမျှစောင့်ကြည့်ပြီးအောက်ခြေမှာဖြစ်ပျက်ခဲ့တဲ့အရာဟာတကယ်ပဲစိတ်တန်ရာရစရာဖြစ်ခဲ့ပုံရတယ်လို့တွေးပြီးထက်မှန်မမေးမြန်းတော့ပါဘူးဂက်ကတော့သူ့အစဉ်ပြေနေတာနဲ့တင်စိတ်သက်သာရသွားပါတယ်ကြီးမြတ်တဲ့ Great Eric Great Lyric တင်မောဟာ Elbaf ရဲ့စိတ်ကန်းထဲကိုစိုက်ကပ်လာနေပြီးကန်းကြီးကကောင်းလေးတစ်ယောက်ကဘသူထက်မဆိုအရင်ဦးဆုံးသတိပြုမိသွားပါတယ်သူဟာဒေတာတွင်ဘားဆိုင်ထဲကိုအပြေးလွှားဝင်သွားပြီးဆိုင်ရှင်မျိုးသမီးကိုဘီလူစစ်တီတော်ပင်လယ်ဓာပြတွေပြန်ရောက်လာပြီးဖြစ်ကြောင်းတွားရောက်ပြောပြပါတယ်ဘီလူကြီးတွေဘေးကင်းကင်းနဲ့ပြန်လာခဲ့ကြတဲ့အပေါ်သူမကစိတ်သက်သာရသွားပါတယ်ဒီကောင်လေးရဲ့နာမည်ကကိုလင်းဖြစ်ပြီးသူကအပြင်ကိုပြန်ပြေးထွက်ကပြန်လာတဲ့ကပတိန်တွေကိုလှမ်းအောင်နှုတ်ဆက်ရင်းဘာမှတောက်ဖို့ဝင်ဦးမလားလို့မေးမြန်းလိုက်ပါတယ်ဘရိုဂျီကလက်ဟန်ချေဟန်နဲ့ဟင်းလို့ညှင်းဆိုလိုက်ပြီးအပေါ်ထက်အဆင့်တွေစီကိုပဲတိုက်ရိုက်သွားမှာဖြစ်ကြောင်းနဲ့လမ်းခုလက်မှာရန်နာမှာမဟုတ်ကြောင်းအချက်ပြပါတယ်ကိုလင်းရဲ့မျက်နှာပြတ်သွားပေမဲ့ဘားပိုင်ရှင်မျိုးသမီးကတော့မအံ့ဩပါဘူးထိုသူနှစ်ယောက်တောက်ပြီးဆိုရင်၃ရက်တိုင်တိုင်မရက်မနာချွင်းချက်မရှိတောက်တက်ကြတာကိုသူမကောင်းကောင်းသိနေလို့ပါသူမကနေမင်း Empire Realm the Sun ထဲကိုယူဆောင်သွားဖို့ကိုလင်ကိုချင်းတောင်းတလုံးကမ်းပေးလိုက်ပြီးအဲ့ဒီထဲမှာရစ်ပလီရဲ့အကြိုက်ဆုံးမုံတွေနဲ့ကိုလင်ရဲ့အဖေအတွက်ဟင်းလျာတစ်ခွက်ပါတယ်လို့ပြောနေတဲ့အချိန်မှာပဲကိုလင်ကသူ့အိတ်ကိုအစင်သင့်ပြင်ဆင်နေပြီဖြစ်ပါတယ်ဒိုရီနဲ့ဘရိုဂျီတို့ခေါ်လာတဲ့ဧည့်သည်တွေကဘသူတွေလဲလို့သူကမေးမြန်းတဲ့အခါမှာတော့သူမကမကြသေးမီကမှပင်လယ်ပြင်ရဲ့ Acrid အသစ်ဖြစ်လာသူဖြစ်ပြီး Shanks ပြောပြခဲ့ဘူးတဲ့သူပဲလို့ပြန်ပြောပြပါတယ် Shanks ကဒီကောင်လေးကိုနာမည်တစ်ခုတည်းကိုပဲမှတ်ညံထဲမှာဆွဲမြဲအောင်မှတ်သားထားဖို့ပြောခဲ့ဘူးပါတယ်သူကတော့ကောက်ရိုးဦးထုတ်လူဖီ Straw Luffy ဖြစ်ပါတယ်အမှတ်ရနေဖို့ထိုက်တန်တဲ့ထူးခြားတဲ့သူတစ်ယောက်လို့ဆိုကကိုလင်ကချင်းတောင်းကိုဆွဲယူပြီးစိတ်လှုပ်ရှားစွာနဲ့ထွက်ခွာသွားပါတယ်ဘားပိုင်ရှင်ကသူ့နောက်ကနေလှမ်းအော်ပြောလိုက်ပြီးတပ်ပရင်းတွေကိုနောက်မှစားတော့ပွဲအတွက်တောက်เสียမြည်เสียမုံတွေယူပြီးလာခဲ့မယ်လို့ပြောပေးပါလို့ဆိုပါတယ်ကြီးမားတဲ့ပါတီပွဲကြီးတစ်ခုကလန်ကီမှာရှိနေခဲ့ပါပြီဟာရူဒင်နဲ့စတန်ဆင်တို့ဟာကြီးမြတ်တဲ့အဲရစ်တင်မောချင်းကပ်လာတာကိုလှမ်းမြင်လိုက်ပြီးဒါဟာအကောင်းဆုံးအခိုက်အတန့်ပဲလို့ဆိုပါတယ်ကြီးမားပြီးအယောင်သွေးစုံလင်လာတဲ့တက်တန်ကြီးတစ်ခုဟာကုန်းဘက်ပေါ်ရှိကောက်ရိုးဦးထုတ်အဖွဲ့ဝင်တိုင်းတိတ်ဆိတ်သွားရလောက်အောင်နီးကပ်စွာပေါ်ပေါက်လာပါတယ်ဘရုတ်ကသူဟာတက်တန်တစ်ခုနဲ့ဒီလောက်အထိနီးနီးကပ်ကပ်ရှိဘူးတာဒါပထမဆုံးအကြိမ်ပဲဖြစ်ကြောင်းအလေးနဲ့ရေရွတ်လိုက်ပြီးဂျင်ဘေးကတော့ဒီထောက်ကနေကြည့်ရင်ဒါကိုရုပ်ပိုင်းဆိုင်ရာအရာတကယ်ပဲမြင်တွေ့နိုင်တယ်လို့လားဆိုပြီးတိုးတိုးလေးမေးခွန်းထုတ်နေပါတယ်ဘော်နီကတော့ဒါဟာဘလောက်တောင်ကြည်လင်ပြတ်သားလဲဆိုတာကိုအန်အောမြင်တက်နေကလင်းလစ်ကလည်းတက်တန်ရဲ့စမ်းကြယ်မှုနဲ့အလှတရားဟာတင်ပဲနေရမှာပဲရက်နေမြင်တွေ့နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်ပြီးတော့မှဘရိုဂျီကသူ့လက်ထဲကဆေးရောင်ချဲတုံးတစ်ခုကိုမြှောက်ပြပြီးဒါဟာတဘာဝအတိုင်းဖြစ်ပေါ်လာတာမဟုတ်ကြောင်းပေါ့ပေါ့ပပပဲရှင်းပြပါတယ်တစုံတစ်ယောက်ကဒါကိုနေမင်းကြောက်တုံးဆုတ်ချက် Sunston Painter နဲ့ဆွဲထားတာဖြစ်ပါတယ်ဂျင်ဘေးကသူ့ကိုစိုက်ကြည့်ပြီးတက်တန်ကိုလူတစ်ယောက်ကဖန်တီးထားတာလို့အခုလေးတင်ပြောလိုက်တာလားဟုမေးလိုက်ပါတယ်ဘရိုဂျီကမြည်သူများနောက်ဆက်တွဲမေးခွန်းမမေးနိုင်ခင်မှာပဲဒါဟာကဘာပေါ်မှာအထင်ရှားဆုံးအမှန်တရားတစ်ခုပဲလို့ထပ်လောင်းအတည်ပြုပေးပါတယ်လူကြီးတစ်ယောက်ကတောင်ချေကိုချင်းကပ်နေပြီဖြစ်ကြောင်းလမ်းအော်ပြောလိုက်ပြီးဒိုရီနဲ့ဘရိုဂျီတို့ကတင်မောသားတွေကိုမြဲမြဲကင်ထားဖို့တတိပေးလိုက်ပါတယ်တင်မောကရုတ်တရက်ဒေါင်းလိုက်အနေထားပြောင်းလဲတော့မှဖြစ်ပြီးဘယ်သူမှဘာကူမှနားမလည်နိုင်ခင်မှာပဲအဲ့ဒီຢာကဖြစ်ပျက်သွားခဲ့ပါတယ်ကြီးမြတ်တဲ့ Eric တင်မောဟာဆောင်းသွားပြီးတက်တံပေါ်သို့ဓာတ်ရိုက်ရှော့တိုက်တက်သွားကလမ်းမကြီးတစ်ခုပေါ်မှာလူမျိုးအပေါ်သို့ချုံမွေးစွာရွေ့ရှားသွားပါတယ်တင်မောသားအလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြပါတယ်ဖရန်ကီကဒါဟာဘလို့အင်ဂျင်မျိုးနဲ့လဲပတ်နေတာလဲ
လောင်စာကောဘာလဲတင်မော့တစ်စင်းကအလင်းတန်းပေါ်မှာဘလို့လုံးရွက်လွတ်နိုင်တာလဲဆိုပြီးသိချင်နေပါတယ်ရော်ဘင်ကတော့အမြဲတမ်းလိုမျိုးတည်ငြိမ်စွာနဲ့ပဲတက်တန်ဆိုတာရေးဆက်ကလေးတွေတဲကိုအလင်းရိုင်ဝင်သွားခြင်းများတာဖြစ်ကြောင်းအဲ့ဒီမှာခိုင်မာတဲ့အရာဘာမှမရှိကြောင်းထောက်ပြလိုက်ပါတယ်ဒိုရီနဲ့ဘရိုဂျီတို့ကသူတို့ကိုလှောင်ပတ်ရေမောပြီးဘီလူးတွေအတွက်တော့တက်တန်ဆိုတာဖျက်ကျော်ဖို့အတွက်ပဲဖြစ်ကြောင်းဒါဟာတဘာဝပဲလို့ဆိုပါတယ်ဘရိုဂျီကဒီနေ့လင်းချင်းဟာတက်တန်ပေါ်ရွက်လွင့်ဖို့အတွက်အကောင်းဆုံးပဲလို့ထပ်ဖြည့်ပြောပြီးဒိုရီကလည်းတက်တန်ရေးစီးကြောင်းတွေဟာဘာတာအစီမမရှိကြောင်းအနှင်းငယ်လောက်လှီလော်ယုံနဲ့တင်အပေါ်အထိချောချောမွမွရောက်ရှိနိုင်ကြောင်းရှင်းပြပါတယ်ဘရုတ်ကတော့သူစိတ်လွတ်သွားတယ်လို့ခံစားနေရပြီလို့ပြောလိုက်ပါတယ်။ဖရန်ကီကလည်းလုံးဝထောက်ခံလိုက်ကဘော်နီကတော့သူတို့အောက်မှာစံတန်းနေတဲ့အယောင်9ယောက်ရှိတဲ့ပင်လယ်ပြင်ကြီးကိုလုံးဝဆွဲလန်းသွားပြီးတင်မောဖြတ်တန်းသွားတဲ့အခါတက်တန်ကနေတာယာညစ်ညောင်းတဲ့တီးတုံးမြည်တမ်းလေးတစ်ခုတောင်ထွက်ပေါ်လာပါတယ်။ရော်ဘင်ကဒါတွေအားလုံးကိုတိတ်တဆိတ်သဘောကျစွာကြည့်ရှုရင်းကဘာကြီးဟာဘယ်တော့မှမကုံဆုံးနိုင်တဲ့အံ့ဖွယ်ကွင်းဆက်ကြီးတစ်ခုပဲလို့ရိုးရိုးရှင်းရှင်းပဲပြောလိုက်ပါတယ်။ဘရုတ်ကပြုံးလိုက်ပြီးသူတို့ရောက်ရှိတဲ့အခါပင်းကီရဲ့အရက်ကိုအရောက်ပို့ဆောင်ပေးမယ်လို့ပြောပါတယ်ဟာရူဒင်ရဲ့တင်မောဟာကြီးမြတ်တဲ့အဲရစ်တင်မောကိုမိလာပြီးသူကလူဖီကိုကုန်းဘက်ပေါ်မှာချက်ချင်းရှာဖွေနေပေမဲ့လူဖီကအဲ့ဒီမှာမရှိနေတာကိုတွေ့ရပါတယ်စတန်စင်ကသူတို့ဟာလူဖီအတွက်တီးတန့်သမင်ကောင်းကြီးတစ်ကောင်ကိုအမဲလိုက်ခဲ့ကြောင်းပြောပြပါတယ်ဒိုရီနဲ့ဘရိုဂျီတို့ကချက်ချင်းပဲအနှဲငယ်လောက်လိုချင်နေဆိုတော့ဟာရူဒင်ကတကိုက်တောင်မပေးနိုင်ဘူးလို့ပြက်ပြက်သားသားညှင်းပယ်လိုက်ပါတယ်အဲ့ဒီအသားကကောက်ရိုးဥထုပ်ဖွဲ့သားတွေအတွက်အမဲလိုက်ထားတာဖြစ်ပြီးကပတိန်တွေအတွက်စားကျွန်းစားကြံမဟုတ်ဘူးလို့ဆိုကဒိုရီကရေမောပြီးလက်ခံလိုက်ပါတယ်Albert ရဲ့ဒုတိယအဆင့်မှာတော့ရုတ်ဟာနာမီနဲ့ချောပါတို့ကိုရှာတွေ့သွားပါတယ်။သူကထူးဆန်းပြီးပိုင်ဆိုးပိုင်နေနိုင်တဲ့အပြုံးမျိုးနဲ့သူတို့ကိုရီမန်းချက်တစ်ခုတည်းအတွက်ချင်းကပ်လာနေပါတယ်။အဲ့ဒါကတော့နိုင်ငံတော်တွေကဘယ်သူမှသူတို့ကိုလွတ်မြောက်သွားမှမသိခင်မှာပဲသူ့ရဲ့အကျဉ်းသားတွေကိုပြန်လည်ဖမ်းဆီးဖို့ပါပဲ။နာမီနဲ့ချောပါတို့ကအမြန်ထွက်ပြေးကြပြီးအဲ့ဒီနောက်မှာတော့ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ဟာရုတ်ရဲ့မျက်နှာတက်တဲ့ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။ဆိုယိုကခုတ်လဲလိုက်တာဖြစ်ပြီးစန်ဂျီကလေထဲကိုကန်တင်လိုက်တာဖြစ်ပါတယ်ရုတ်ဟာမြေပြင်ပေါ်မှာဖိညက်ခံထားရပြီးနာကျင်နေတာကိုတွေ့ရကနာမီကလည်းသူ့ကိုချက်ချင်းလောင်ပြောင်လိုက်ပါတယ်တရိษံတွေတော့မှဒီလောက်တိတာထင်ရှားတဲ့ထောက်ချက်ထဲကြမှာမဟုတ်ဘူးလို့သူမကဆိုပါတယ်ဥစောကတော့ငါရဲ့အဖွဲသားတွေဟာအမြဲတမ်းအရာရာကိုအလွန်ကြုံလုပ်တတ်ကြတယ်လို့အကျယ်ကြီးညီးတွားပါတယ်ဆိုလိုကသူ့ပက်လက်ပြီးဥစောကဘာမှမလုပ်ခဲ့ကြောင်းထောက်ပြပြောဆိုနေပြီးစန်ဂျီကတော့ရှေ့ကိုဆက်သွားဖို့အဖွဲ့ကိုအချက်ပြရင်းရှေ့ကိုတက်လာခဲ့ပါတယ်သူဟာဒီအချိန်တစ်လျှောက်လုံးဘလူးကျွန်းကိုမြင်တွေ့ဖို့မျှော်လင့်နေခဲ့တာဖြစ်ပြီးရုပ်ကြောင့်ဒီနေရာမှာဆက်ရက်နေမှာမဟုတ်ပါဘူးရုပ်ကတော့တစ်ပင်အောက်ကနေသူတို့အားလုံးကိုချိန်ဆရင်းကြံနေခဲ့ပါတယ်ဂက်နဲ့ဂိုးပေါက်တို့အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာတဲ့အခါမှာတော့ရုပ်ရဲ့မျက်နှာဟာဝင်းပါသွားပြီးဝမ်းသာသွားခဲ့ပါတယ်နောက်ဆုံးတော့သူ့ရဲ့တင်မောသားတွေကသူ့ကိုကယ်တင်ဖို့ရောက်လာတယ်ဆိုပြီးတွေးလိုက်ပေမဲ့ဂက်နဲ့ဂိုးပေါက်တို့ကသူ့ကိုကြည့်လိုက်ပြီးထို့နောက်သူတို့နှစ်ယောက်စလုံးသူတို့ရဲ့လက်နက်တွေကိုဝေယမ်းကသူ့ကိုတပြိုင်နက်တည်းအပြင်းထန်ရိုက်နှက်လိုက်ကြပါတော့တယ်စန်ဂျီကဂက်ကိုပထမဆုံးအကြိမ်မြင်လိုက်ရပြီးချက်ချင်းပဲလူတမ်းမမဆိုပြီးယူသွတ်သွားခဲ့ပါတယ်မျက်လုံးတွေကနှလုံးသားပုံစံဖြစ်သွားပြီးစကလုံးတွေလည်းပျောက်ရှားသွားပါတယ်ဆိုလိုကရုပ်ကိုစနစ်တကျကင်တွယ်ဖြည့်ရှင်းလိုက်တာကိုမြင်ပြီးအဖွဲ့သားတွေရဲ့အလွန်ကျွံလုတ်တဲ့အလေးထားကလုံးဝအကြောင်းပြချက်ခိုင်လုံတယ်လို့ဆုံးဖြတ်လိုက်ကဥစော့ကလည်းတွေ့ဝေချင်းမရှိပဲသဘောတူလိုက်ပါတယ်လူဖီကသူ့အဖွဲ့သားတွေကိုလှမ်းမြင်လိုက်ပြီးပြုံးလိုက်ကသူတို့ကိုလှမ်းခေါ်လိုက်ပါတယ်တစ်ဖွဲ့လုံးပြန်လဲဆုံစည်းသွားကြပြီးဂက်ကသူမကိုသူမနဲ့ကိုပေါက်တို့ကိုမိတ်ဆက်လိုက်ပါတယ်သူတို့ဟာဟာရူဒင်ရဲ့လက်အောက်ခံတွေဖြစ်ပြီးဒီကျွန်းကပေးခဲ့တဲ့ကြိုးဆိုမှုအတွက်တကယ်ပဲစိတ်မကောင်းဖြစ်ရကြောင်းသူမကဆိုပါတယ်ဒီနေရာကစပြီးကောက်ရိုးဦးထုတ်ဖွဲ့အတွက်သူတို့ကစနစ်တကျလမ်းညွှန်ပေးမဲ့သူတွေဖြစ်ပါတယ်လို့ဆိုကစန်ဂျီကတော့အပြည့်အဝသဘောတူနေခဲ့ပါတယ်ဆိုလိုကသူတို့ရောက်ရှိလာကြတဲ့ကဖြစ်ပျက်ခဲ့သမျှကိုအမူအရာပြလိုက်ပြီးဂက်ကသူတို့အားလုံးကိုပြန်လဲပေးဆက်ပါမယ်လို့ကတိပြုပါတယ်လူဖီကတော့စတင်ပြေးကသူကဥစော့ကိုမြင်မြန်လာဖို့လှမ်းပြောပါတယ်ရွာကဒီအစ်စ်မှာရှိနေတာပါဥစော့ကလည်းစိတ်အားထက်သန်နေကဂက်ကတော့တောအုပ်ကိုတိုက်ရိုက်ဖြတ်တန်းသွားဖို့လမ်းညွှန်ချက်တွေကိုလှမ်းအောင်ပြောလိုက်ပါတယ်ထို့နောက်တင်းတို့တိမ်တိုက်တွေကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအပေါ်ကိုခုန်တက်လိုက်ပါအဲ့ဒါကရှုခင်းကိုမြင်တွေ့နိုင်မယ်နီးလန်းပါပဲလို့ပြောနေခဲ့ပါတယ်သူမကကြံတဲ့အဖွဲ့သားတွေကိုပွေ့ချီပြီးနောက်ကနေလိုက်လာပါတယ်လူဖီကဒါတွေဟာတိမ်တိုက်ကျွန်းတွေ Cloud Islands ဖြစ်ရမယ်လို့ယူဆလိုက်ပါတယ်ဥစော့ကတော့တိမ်တိုက်ပုံကိုခုံချပြီးအသက်ရှင်နိုင်ပါမလားဆိုတာကိုယုံကြည်ချက်သိပ်မရှိပါဘူးဒါပေမဲ့လူဖီကတော့ Guts ကိုလုံးဝယုံကြည်ပြီးတစ်စက္ကန့်မျှပင်အရှိန်မလျှော့ခဲ့ပါဘူးသူတို့တိမ်တိုက်တွေပေါ်ကိုတက်လန်းလိုက်ပြီးရက်တန့်သွားကြပါတယ်ရှုခင်းကြီးပွင့်လင်းသွားပြီးအဲ့ဒါကတော့ Albert ရွာကြီး Albert Village ပဲဖြစ်ပါတယ်ဒါက Albert ကိုမှ Warland နိုင်ငံတော် Warland လူတန်းကြီးတွေရဲ့နိုင်ငံတော်အရွက်တွေအနွယ်တွေအပင်တွေအပွင့်တွေငါးငှက်အစရှိတဲ့အရာတွေအားလုံးတည်ရှိရှင်တန်နေတဲ့နေရာပဲဖြစ်ပါတယ်ကောင်းကင်ရံအထိထိုးထွက်နေတဲ့အေယာမတစ်ပင်ကိုင်းကြီးတွေရဲ့ထိပ်ဖျားပေါ်မှာတည်ရှိနေပြီးပတ်ပတ်လည်မှာမျောလွင့်နေတဲ့တိမ်တိုက်ကျွန်းတွေရှိနေကြပါတယ်အနီးနားမှာတော့ရုတ်ကသူ့ရဲ့ပုံတူရုံလုံးတွင်းစနစ်ထဲမှာတိစောက်ထားတဲ့ရုံတော်နဲ့အတိအကျတူညီတဲ့ရုံတော်ကြီးတစ်ခုရှိနေခဲ့ပါတယ်။သူကဒီနေရာကိုအသေးစိတ်ကအစပုံတူကူးယူနေခဲ့တာဖြစ်ပါတယ်။ကြီးမြတ်တဲ့ Eric တင်မောနဲ့ Harudin ရဲ့တင်မောနှစ်စင်းစလုံးဟာတက်တန်လမ်းကြောင်းပေါ်ကနေတူညီတဲ့ပန်းတိုင်စီကိုဥတီတလန်းလာနေကြပါတယ်။ဒိုရီနဲ့ဘရိုဂျီတို့ကတိမ်တိုက်တွေပွင့်သွားတဲ့အခါတင်မောပေါ်ကနေသူတို့မြင်တွေ့နေရတဲ့အရာကိုရှင်းပြပါတယ်ထိတ်ဆုံးမှာအဆင့်3ဆင့်ရှိပြီးအပေါ်ဆုံးကကောင်းကင်ဘုံ Empire Realm of Heavens အလယ်မှာတော့သူတို့အခုရှိနေတဲ့နေမင်း Empire Realm of the Sun ဖြစ်ပြီးမျက်စိတစုံစံတန်းနေတဲ့မရေမတွက်နိုင်တဲ့ကြေးရွာတွေတည်ရှိရာကျေပြောလာတဲ့မြေပြင်ကြီးဖြစ်ပါတယ်။အောက်ဆုံးမှာတော့လူဖီအခုလေးတင်လာခဲ့တဲ့လူသေးတို့ရဲ့ Empire Realm of the Dead ပဲဖြစ်ပါတယ်။ရှေ့ကတကိုင်းတွေကြားမှာရှိနေတဲ့ရွာကတော့ဒိုရီနဲ့ဘရိုဂျီတို့ရဲ့နေအိမ်ဖြစ်ပါတယ်။ဒါဟာဘီလူးတို့ရဲ့ကျွန်းဖြစ်တဲ့ Albert ကျွန်းပေါ်ကဝေါ်
လန်စစ်တီတော်နိုင်ငံတော်ကြီးဖြစ်ပါတယ်လူဖီနဲ့ဦးစောတို့ဟာလွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းကဒီနေရာနဲ့ပတ်သက်ပြီးတိမ်တွေပေါ်မှာရက်ကဂတိတစ်ခုပြုခဲ့ကြပူတာကြောင့်အခုအချိန်မှာလူဖီကငေးဆိုင်ကြည့်နေုံသာတက်နိုင်မှာတော့တယ်ဦးစောကတော့ဖုံးကွယ်ထားဖို့လုံးဝမကြိုးစားပဲပွင့်ပွင့်လင်းလင်းငိုကြွေးနေပါတယ်အဖွဲ့သားတိုင်းကသူတို့မြင်တွေ့နေရတဲ့အရာကိုကိုစီနီလန်းနဲ့ခံစားနေကြပါတယ်စန်ဂျီကတော့မျက်လုံးတောင်မဖွင့်တော့ပဲသူကဂက်ဂျီရဲ့ပွေ့ချီခြင်းကိုခံထားရတုန်းဖြစ်ပြီးအဲ့ဒါကိုလုံးဝကျဉ်နဲ့နေခဲ့ပါတယ်ထို့နောက်ဟာရူဒင်ရဲ့အတန်ကဖျက်ကျော်ထွက်ပေါ်လာကသူကတိမ်တိုက်ပေါ်ကလူဖီကိုလှမ်းမြင်လိုက်ပြီးလှမ်းခေါ်လိုက်ပါတယ်ထိုအချိန်မှာကာဆာဦးထုတ်ဆောင်ထားတဲ့ပုံရိပ်တစ်ခုကကြီးမားတဲ့ဝက်ဝင်ကြီးတစ်ကောင်ဘေးမှာရက်ရင်သူတို့ရောက်ရှိလာတာကိုစောင့်ကြည့်နေပါတယ်သူတို့လာနေမှန်းကြိုသိနေတဲ့သူတယောက်လိုမျိုးစမ်းကြံနေသေးပါပဲပြီးတော့မှလူဖီဦးစောနဲ့ချော်ပါတို့ကဖရန်ကီတို့အဖွဲ့တက်တံပေါ်ကနေချင်းကပ်လာတာကိုသတိပြုမိသွားကြပါတယ်သူတို့မြင်သက်ကြည့်ရှုကြပြီးတယောက်ကိုတယောက်ကြည့်လိုက်ကတက်တံပေါ်ကိုပြန်ကြည့်ရင်သူတို့ရဲ့အဖွဲ့သားတွေတက်တံကိုဖျက်ကျော်ပြီးတကယ်ပဲရွက်လွတ်လာနေတာကိုကြည့်နေကြပါတယ်ကြီးမြတ်တဲ့အဲရစ်တင်မောပေါ်ကနေဖရန်ကီကသူတို့တွေကိုလိုက်ရှာနေခဲ့တာဖြစ်ကြောင်းလန့်အောင်ပြောပါတယ်လူဖီကသူတို့အခုမှရောက်တာလားလို့မေးလိုက်ကသူကတော့ပြုံးနေခဲ့ပါတယ်အရာအလုံးအဆင်ပြေသွားခဲ့ကပြီးတော့သူတို့၃ယောက်စလုံးကတက်တံပေါ်မှာသူတို့လည်းလိုက်စီးကျင်တယ်လို့အော်ဟစ်ကြပါတော့တယ်အဖွဲ့သားအားလုံး LBF ပေါ်မှာရက်နေကြပြီးသူတို့ရဲ့နောက်ွယ်မှာတက်တံကြီးရှိနေပါတယ်ရွာကြီးကတော့ရှေ့မှာပဲဖြစ်ပါတယ်ရော်ဘင်ရဲ့နှစ်ပေါင်း20တိုင်တိုင်ဆွဆွမြဲမြဲစုပ်ကင်ထားခဲ့တဲ့ပြန်လည်ဆုံတွေ့မှုဟာရုတ်တရက်အချိန်ကန့်အသတ်တစ်ခုအောက်ရောက်သွားခဲ့ရပါပြီနောက်ထပ် LBF ပေါ်မှာဖြစ်ပျက်လာမယ့်အရာတွေဟာတိတ်တဆိတ်ငြိမ်သက်နေမှာတော့မဟုတ်ပါဘူးဗျာဒီစာလေးကတော့ One Piece အပိုင်း1162ဖြစ်ပြီးနောက်လာမယ့်အပိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာအားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ